$50 million တန်တဲ့စူပါဝန်ကြီးစက်ကြီးတွေတကယ်တမ်းဘယ်လိုအလုံးလောက်တယ်လဲဆိုတာခင်ဗျားတို့သိချင်ဘူးလားဒါကတန်4000လေးတဲ့ဝန်ကြီးစက်ကြီးဖြစ်ပြီးဝင်းတာပိုင်းကစမန်ဒီယာကိုရောက်ဖို့တင်တကယ်ကိုစိန်ခေါ်မှုတရက်ထင်နေပါပြီဒီစက်ကြီးကိုအစိမ်းပေါင်းဒါဇင်နဲ့ချီဖြုတ်လိုက်ရပြီးကုန်တင်ကားကြီး20ကျော်ပေါ်တက်ဆင်ကကြီးမြောင်းတဲ့တောင်ကျလန်တွေကနေမိုင်ပေါင်း1240ကျော်အောင်တည်ယူခဲ့ရတာပါရောက်သွားပြီဆိုလားနဲ့တကယ်အလုပ်တွေကစတင်ပါပြီအလုပ်သမားတွေက hydraulics နဲ့ remote control တွေကိုသုံးပြီးတန်တီပဲ cylinder boom နဲ့ counterweights တွေကိုတက်ဆင်ကြပါတယ်အားလုံးပြီးစီးဖို့အကြား3ရက်ကနေ4ရက်လောက်ကြာတတ်ပါတယ်တက်ဆင်လို့ပြီးသွားတဲ့အခါမှာတော့ဒီ boom တိုင်ကြီးကပေ600ဆင်လောက်ထိမြင့်တက်သွားပြီးလူတွေအလုံးမလုံးနိုင်တဲ့အမြင့်ထိရောက်သွားတာပါဒါကြောင့်လဲဒီစက်ရန်တရာကြီးကိုတီထွင်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီဝန်ကြီးစက်ကြီးကအလုပ်တိုင်းကိုလုပ်တာတော့မဟုတ်ပါဘူးသူကအခက်ခဲဆုံးအလုပ်တွေအမြင့်ဆုံးမတင်ရတဲ့အပိုင်းတွေအလေးလံဆုံးဝင်တွေနဲ့အန်ဒီအရှိဆုံးအလုပ်တွေကိုပဲကင်တွယ်တာပါဝင်းတာပိုင်းတက်ဆင်တဲ့အလုပ်ကိုအစင်စင်လှုပ်ဆောင်ရပါတယ်တခြားဝန်ကြီးဆက်တွေကတာဝါတိုင်းကိုတီးဆောက်ပြီးတန်100ကျော်လေးတဲ့နန်ဆယ်လို့ခေါ်တဲ့အင်ဂျင်ခန်းကိုတက်ဆင်ပေးကြပါတယ်အဲဒီနောက်မှာဒီစူပါဝန်ကြီးဆက်ကြီးကဝင်ပါလာတာပါသူကဒလက်တွေကိုတစ်ခုချင်းစီပေပေါင်းရာနဲ့ချီတဲ့အမြင်ကိုမတင်ပေးပါတယ်လှုပ်ရှားမှုတိုင်းကနေကွေးပေမဲ့လက်မတိုင်းကအရေးကြီးလာပါတယ်6.3 မီဂါဝတ်ကပိုင်ကြီးပြီးသွားပြီဆိုရင်တော့တနာရီကို6000ကီလိုဝတ်နာရီကျော်ထုတ်ပေးနိုင်ပြီးအင်ဂျီပေါင်း1000နဲ့ချီကိုမီးပေးနိုင်မှာဖြစ်ပါတယ်ကဲဒီလိုဆိုင်ရန်တရာကြီးတစ်ခုကသူ့ရတန်ဖိုးနဲ့တကယ်တော့ထိုက်တန်ရလားဆိုတာခင်ဗျားတို့ဘယ်လိုထင်ကြလဲ